ကိုယ်ကြီးပေါ်လာတော့အဲ့ဒီမှာစစ်ကြတယ်ဒါဒီဘလို့ဖြစ်တယ်လဲဟာသူ့ရဲ့သီလစင်ကြယ်ပါတယ်ကုမာရကတ္တပလို့ခေါ်တဲ့မထေရဘာပေါ်ဘူးတယ်မြတ်စွာဘုရားလက်ထက်ကစံကြယ်တဲ့တရားဟောတဲ့နေရာမှာတော့ဣတရက်ရတဲ့မထေပေါ့အဲ့ဒီမထေကသူ့အမေကအံ့ဩစရာတိတတ်တဲ့အရွယ်ကစပြီးတော့ဘိက္ခုနီဝတ်ချင်စိတ်ပေါက်တာငယ်ငယ်လေး9နှစ်10နှစ်ကလေးကအမေတို့ဖေတို့ကျမဘိက္ခုနီဝတ်ချင်တယ်ဝတ်ပေးမိဘနှစ်ပါးသဘောမတူဝတ်မပေး18 19 20လောက်ရောက်တော့သူတို့သဘောတူတဲ့ကောင်လေးနဲ့ကလေးမလေးပေးသားလိုက်တယ်အိမ်အောင်ကြပြီးတော့လေဒီကလေးမလေးကတခါသူ့မျိုးသားကိုဘိက္ခုနီမှာဝတ်ချင်တယ်ဝတ်ခွင့်ပြုပါဒါပဲထပ်တောင်းမိဘအိမ်မနေရလို့မျိုးသားနောက်တော့မျိုးသားလည်းဒါပဲထပ်တောင်းမျိုးသားကပြိဿ2 လ 3 လလောက်ပေါင်းပြီးတော့ gain သူကမှဘိက္ခုနီမှာဝတ်ချင်တယ်ဆိုတော့ခွင့်ပြုလိုက်တာခွင့်ပြုလိုက်တော့ပြိဿသွားပို့တဲ့เจ้าကဘယ်သူเจ้าဖြစ်တယ်လဲမေးဒေဝရတ်เจ้าဖြစ်တာဒေဝရတ်เจ้าဖြစ်တော့ဒီကလေးမလေးကနားမလဲဘူးဘိက္ခုနီမှာဝတ်ရပြီးရောဆိုပြီးတော့ထွက်လာခဲ့တာနည်းနည်းလေးနားတဲ့တမျိုးဖြစ်ရင်သီးခံဒေဝရတ်เจ้าရောက်မှသူ့မျိုးသားနဲ့တူတူနေခဲ့တဲ့ဇလန်းကအဲ့ဒီမှာပေါ်တာကိုယ်ကြီးပေါ်လာတော့အဲ့ဒီမှာစစ်ကြတယ်ဒါဒီဘလို့ဖြစ်တယ်လဲဟာသူ့ရဲ့သီလစင်ကြယ်ပါတယ်သူ့သီလစင်ကြယ်ချောင်းပဲသူပြောနိုင်တယ်ကျန်တာသူမပြောတတ်ဘူးအဲ့ဒါနဲ့ဒေဝရတ်အဖွဲ့ကနှင်ထုတ်တာနှင်ထုတ်လိုက်တော့ပြိဿငါရီမှတ်လာတာဒီဒေဝရတ်ကိုအာယုံပြုရီမှတ်မှလာတာမဟုတ်ဘူးငါဖယားကိုအာယုံပြုပြီးလာခဲ့တာအဲ့ကြောင့်ငါ့ကိုဖယားစီပို့ပေးဆိုတော့ဇေတဝန်เจ้าရောက်သွားတယ်ဇေတဝန်เจ้าရောက်တော့မြတ်စွာဘုရားကသူ့အကြောင်းကောင်းကောင်းသိတယ်သိတော်လည်းပဲအခြားပုဂ္ဂိုလ်တွေတန်တရားကင်းအောင်အခြားပုဂ္ဂိုလ်တွေဆွဆွဲကြဲ့ရဲ့ခြင်းကနေလွတ်ရအောင်ဆိုပြီးတော့မြတ်စွာဘုရားရဲ့အံ့ဩစရာကောင်းတာကအဲ့မှာသာသနာဘက်ကဆိုရင်ဥပါလိမထေကိုဥထိတ်ကထားဒီအမှုကိစ္စအကြောင်းတကာကြီးတွေနာရပင်တထေတို့ဝိတာခါတို့ဒါတွေနဲ့အကုန်လုံးလူပိဋက၄ ပါးပိဋက၄ ပါးရဲ့အလယ်မှာဒီကလေးမကိုစစ်ခိုင်းတာဒီဘိက္ခုနီမစစ်လိုက်တဲ့ခါကျတော့ပြိဿအဲ့ဒီမှာသူတို့နီးသူတို့ဟန်နဲ့စစ်လိုက်တဲ့ခါကျတော့ပေါ်လာတယ်သူသင်္ကန်းဝတ်တဲ့ရက်ကဘယ်ရက်လဲသူမျိုးသားနဲ့နေခဲ့တာဘယ်ရက်လဲအကုန်တွက်လိုက်တဲ့ခါသူ့ရဲ့သီလစင်ကြယ်တာမှန်ပါတယ်ဆိုတာအဲ့ဒီမှာဖြေထွက်သွားတာဖြေထွက်သွားတော့ပြိဿအဲ့ဒီမျိုးသမီးဘိက္ခုနီမဘဝနဲ့သားလေးဖွာတော့ကောသလဘုရင်အဲ့ဒီနန်းတော်ကနေကြောင်းရှိရဖြတ်လျှောက်တဲ့ချိန်မှာကလေးဆန်ကြားတော့ကလေးနဲ့ဘိက္ခုနီမနဲ့မသိတော့ဘူးပေးဆိုကလေးလေးခေါ်ပြီးနန်းတော်ခေါ်မွေး